အားလုံးပဲမင်္ဂလာပါ Blog Barmis ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီကနေ့မှာကတော့ပုံမှန် user မဟုတ်ဘဲနဲ့ကျွန်တော် future trading လုပ်နေတဲ့ trading ဆရာကြီးတွေ trading ညီကိုတွေအတွက်ကျွန်တော် campaign လေးတစ်ခုတွေ့လို့လာရောက် sharing လုပ်ပေးရဖြစ်ပါတယ်ဒီ campaign လေးကကျွန်တော်တို့ future trading လုပ်နေတဲ့ညီကိုတွေပဲ join လုပ်ရမှာဖြစ်ပါတယ်ဒီ campaign registration link ကိုလည်းကျွန်တော် description မှာချထားပေးပါတယ် announcement link ကိုလည်းကျွန်တော် description မှာချထားပေးပါတယ်ဒီ link တစ်ခုကိုပေါ့နော် Facebook မှာကြည့်နေတဲ့သူတွေကတော့ကျွန်တော် comment ထဲမှာ link ချပေးထားပါတယ် comment တွေကနေဝင်ပြီးတော့ join လို့ရတယ်ပေါ့နော် okay ဒါဆိုရင်ဒီ campaign ကဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တစ်ချက်လောက်ရှင်းပြပါမယ်ဒီ campaign ကပေါ့နော်ကျွန်တော် SEA region ထဲမှာပဲပါတဲ့နိုင်ငံတွေကသူတွေပဲ join လို့ရတာအဲ့တော့ Bybit ပေါ်မှာတော့ကျွန်တော်တို့ campaign လုပ်နေတာဟုတ်တယ်ဒါပေမဲ့ international ကလူတွေအကုန်လုံး join လို့ရတာမဟုတ်ဘဲနဲ့ကျွန်တော်တို့ SEA ကဆရာကြီးတွေပဲ join လို့ရတဲ့ campaign တစ်ခုပေါ့နော်အဲ့တော့ဒီ campaign က exclusive ကျွန်တော်တို့ SEA အတွက်လုပ်ပေးထားတဲ့ campaign တစ်ခုဖြစ်တယ်ဒီ campaign ရဲ့ total price pool ကတော့ဒေါ်လာ2သိန်းထိပါတယ်ပေါ့နော်အဲ့တော့ဒီ campaign မှာဘယ်လိုပါဝင်ရမလဲဆိုတော့ကျွန်တော်ဆက်ပြီးတော့ပြောပြပေးပါမယ် campaign period ကတော့ကျွန်တော်တို့ January 21ကနေပြီးတော့ February 21အထိဒီကာလအတွင်းမှာဒီ campaign ကို join လို့ရပါတယ် okay ဒီ campaign ကို join ဖို့အတွက်ကိုကျွန်တော်တို့ဘာတွေလိုအပ်လဲဆိုတော့ကျွန်တော်ရဲ့ description ထဲမှာချထားတဲ့ link ကနေဝင်ပြီးတော့ကျွန်တော်တို့ဒီမှာ register now ကိုနှိပ်လိုက်တာနဲ့ဒီ campaign မှာပါဝင်သွားပြီဖြစ်ပါတယ်ဒီ campaign ကို future trade နဲ့ညီကိုတွေဘာလို့ join တင်လဲဆိုတော့ကျွန်တော်တို့ပုံမှန်ဗျာကျွန်တော်ဆိုတဲ့ future trade တယ်ပုံမှန်ကျွန်တော်တို့ future trade နေမယ်ဆိုရင်ဥပမာကျွန်တော်မြတ်တဲ့အခါတွေရှိမယ်ရှုံးတဲ့အခါတွေရှိမယ်ကျွန်တော်တို့ရဲ့ future trading strategy တွေကတော့အမြဲတမ်းလုံးဝ 100% profit ရတယ်ဆိုတော့မရှိဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ပုံမှန် future trade နေမယ်ဆိုရင်ကျွန်တော် future ရတဲ့အမြတ်တွေပဲရှိမှာပေါ့နော်ဒီလိုမျိုး campaign လာတဲ့အချိန်မှာ join ထားမယ်ကျွန်တော်ဒီလိုမျိုး register now လို့ကျွန်တော် join now လေးနှိပ်ထားရုံနဲ့ကျွန်တော်တို့ရဲ့ account တွေကို reward တွေရရှိမှာပေါ့နော်အဲ့တော့ဒီ campaign မှာကနှစ်မျိုးရှိတယ်ပေါ့နော် event 1နဲ့ event 2နဲ့နှစ်မျိုးလုံး join ထားလို့ရတယ်ဘာမှကိစ္စမရှိဘူးကျွန်တော်ပထမဆုံးတစ်မျိုးပြောပြမယ်နော် event 1မှာကကျွန်တော်တို့ trading volume ကိုအဓိကတွက်မှာ total price pool ကတော့3သိန်းခွဲပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ trading volume computation မှာကကျွန်တော်တို့ဒီ future trading မှာtrade လိုက်တဲ့အခါမှာကျွန်တော်တို့ volume တွေရှိတယ်ဗျာဥပမာကျွန်တော်ရှင်းပြမယ်နော်ကျွန်တော်တို့ဒေါ်လာ100ဖို့ BTC ဝယ်လိုက်တယ်ဆိုရင် trading volume က100ဖြစ်သွားပြီအဲ့ BTC ကိုကျွန်တော်တို့အမြဲတစ်ခုရတဲ့အချိန်မှာပြန်ရောင်းလိုက်မယ်ဆိုရင်အဲ့100နဲ့ပြန်ရောင်းလိုက်မယ်ပေါ့နော်100ပြန်ရောင်းဥပမာ120ဖြစ်သွားဆို120ပြန်ရောင်းလိုက်မယ်ဆိုရင်ကျွန်တော်တို့ trading volume က total 220ဖြစ်သွားပြီအဲ့လိုမျိုးပဲဗျာဒီဟာကကျွန်တော်ဒေါ်လာ100နဲ့ထည့်တွက်သွားတာပေါ့နော်အဲ့တော့ကျွန်တော်တို့ future trading မှာကစားတွေပါတယ်ပေါ့နော်စားတွေပါတယ်ဆိုတော့ကျွန်တော်တို့ဒေါ်လာ100ကိုကျွန်တော် 10x လုံးမလား 20x လုံးမလားအများဆုံးဗျာ 100x လုံးလို့ရဒါပေမဲ့ 100x ကတော့ကျွန်တော်တို့ရှားပါလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့လုံးဝ risk များတယ်ပေါ့နော်အဲ့တော့ future trading လုပ်မယ် future trading ကျွန်တော်တို့ရောင်းမယ်ဝယ်မယ်လုပ်ရင်းနဲ့ကျွန်တော်တို့ volume တွေများလာတဲ့အခါမှာဒီ volume များလေကျွန်တော်တို့ reward တွေရမယ်ဆိုတဲ့ပုံစံမျိုးပေါ့ဒီမှာရေးထားတာကတော့ price pool က3သိန်းခွဲထိပါတယ်ဒီမှာဆိုရင်0ကနေ100 million အတွင်းကျွန်တော်တို့ trading volume ရှိမယ်ဆိုရင်ပထမဆုံး ranking 1က950 price ကတော့3000ပါမယ် ranking trading volume အလိုက်ကျွန်တော်တို့ reward တွေပြန်ရမှာပေါ့နော်ကျွန်တော်တို့ဥပမာ future က trading ရှုံးသွားမယ်ဆိုရင်တော့ကျွန်တော်တို့ trading volume တက်လာတယ် trading volume တက်လာတဲ့အခါမှာကျွန်တော်တို့ဒီ ranking ထဲမှာကျွန်တော်တို့အပေါ်ကိုတက်လာလေကျွန်တော်တို့ reward တွေကပိုများများရလေပေါ့နော်အဲ့တော့ trading volume နဲ့တက်လာမယ်ပြီးတော့ future ကနေလည်းကျွန်တော်တို့အမြတ်တွေရမယ်ဆိုရင်ကျွန်တော်တို့ဒီလိုမျိုး campaign လာရင်တော့နှစ်သီးစားရတယ်ပေါ့နော် okay ဒါဆိုရင်ကျွန်တော်နောက်ထပ်တစ်ခုထပ်သွားကြမယ်နောက်ထပ် event 2ကတော့ PNL percentage ကိုကြည့်ပြီးတော့ price pool ပေးမယ်ပေါ့ပုံမှန်ပြောရမယ်ဆိုရင်ကျွန်တော်တို့trading လုပ်လိုက်တဲ့အခါမှာကျွန်တော်တို့ trading ကနေရရှိလာတဲ့အမြတ်တွေရှိမယ်ဒီအမြတ်ကိုမူတည်ပြီးတော့ကျွန်တော်တို့ price pool ပြန်ပေးသွားမယ်ဆိုတဲ့သဘောပေါ့အဲ့တော့အပေါ်ကားကောင်ကတော့ trading volume ပေါ့နော်ကိုယ့်ကိုရှုံးနိုင် trading volume တက်လာတဲ့ကျွန်တော်တို့ reward တွေရမယ်ဒီ event 2မှာကတော့ကျွန်တော်တို့ trading လုပ်ပြီးတော့ trading ကနေအမြတ်ဘယ်လောက်ရရှိတယ်ကျွန်တော်တို့ PNL percentage ဘယ်လောက်ရှိတယ်ဆိုတာကိုကြည့်ပြီးတော့ reward တွေပေးသွားမယ်ဆိုတဲ့သဘောပေါ့နော်ဒီမှာတော့ဒေါ်လာ9000အထိ price pool ပါတယ်ပေါ့နော်ကျွန်တော်တို့ဒီကောင်တွေကို join နေတယ်ဆိုရင် register now နှိပ်ပြီးကျွန်တော်တို့နှစ်ခုလုံးကို join now နှိပ်ထားလိုက်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ event မှာပါသွားပြီဒီ campaign မှာပါဝင်ဖို့အတွက်ဘာတွေလိုအပ်လဲဆိုတာကျွန်တော်တို့တစ်ချက်လောက်ကြည့်လိုက်ရအောင်အရင်ဆုံးအနေနဲ့ကျွန်တော်တို့identity verification လုပ်ထားရမယ်ပေါ့နော်ဒါကတော့အကုန်လုံးလုပ်ပြီးလောက်ပါပြီ future trade နေရဆိုတော့ဒီ identity verification ဆိုတော့ကျွန်တော်တို့ Bybit account ဖွင့်ဖို့အတွက်ကိုကျွန်တော်တို့ရဲ့ verification level ပေါ့နော် level 1 2ကျွန်တော်တို့ KPay မှာဆိုရင် KPay account level 2တင်တာတော့ပါတော့အဲ့လိုမျိုးရှိတယ်ဒီလိုမျိုးလုပ်ထားရမယ်ပေါ့နော်ဒါကတော့ကျွန်တော် level 1နဲ့ကိုကျွန်တော်တို့ပါဝင်လို့ရတယ်ပေါ့နော် okay နောက်တစ်ခုကတော့ဒီ campaign မှာပါဝင်ဖို့အတွက်ကျွန်တော် register now နှိပ်ပေးရမယ်အဲ့တော့ဒီ campaign မှာပါဝင်ခြင်းကျွန်တော်ရဲ့ description link ကနေ register now နှိပ်ထားပါတော့အဲ့ဆိုရင်ကျွန်တော်တို့ဒီ campaign မှာပါဝင်ပြီးသွားပြီဖြစ်ပါတယ်နောက်ဆုံး page တစ်ချက်ကတော့ကျွန်တော်တို့ minimum trading volume ကတော့ဒေါ်လာ10သိန်းရှိရမယ် PNL percentage မှာတော့ trading competition မှာ9သိန်းထိရှိထားရမယ်ပေါ့နော်
ဒီຢာတွေကကျွန်တော်တို့ basis အနည်းဆုံးရှိထားရမယ် amount တွေပေါ့နော်ကျွန်တော်ဒီ amount တွေမြင်ပြီးတော့လန့်သွားတယ်ပေါ့နော်တကယ်တမ်းကျွန်တော် future မှာကစားတွေနဲ့လုပ်လိုက်တဲ့အခါမှာဒီလိုမျိုး amount ဖြစ်ဖို့ဆိုတာခဏလေးနဲ့ရောက်ပါတယ်Okay ဒါဆိုရင်ကျွန်တော်တို့ဒီ campaign ကတော့ဒီလောက်ပါပဲ Okay ဒါကတော့ကျွန်တော် announcement လေးပေါ့နော်ဒီ campaign direct link ကိုသွားခြင်းဒီမှာနေ့ Okay ဒီ campaign လေးကတော့ကျွန်တော်တို့ future trade နဲ့ညီကိုတွေ future နဲ့ trade မယ်ကျွန်တော်တို့ future trade တဲ့အပြင်ကျွန်တော်တို့ reward တွေရရှိမဲ့ campaign လေးပဲဖြစ်ပါတယ် Okay ဒါဆိုရင်တော့ကျွန်တော်ဒီ campaign ကနေပြီးတော့ကျွန်တော်တို့ reward တွေအများကြီးရရှိနိုင်ပါစေလို့ကျွန်တော်လည်းဆုတောင်းပေးလိုက်ပါတယ်ဒီမှာဆိုတော့ကျွန်တော် ranking အလိုက်ပေါ့နော် user name အလိုက်အခုဆိုရင်ဘယ်သူတွေ block price pool တွေရနေလဲဆိုတော့ရေးထားတယ်ပေါ့နော်ကြည့်လိုက်မယ်ဆိုရင်ကျွန်တော် number of participant မှာရောက်90ပဲ join ရသေးတယ်ပေါ့နော် price pool ကလည်းခုမှ3000အထိပဲဖွင့်ရသေးတယ်ဆိုတော့တော်တော်လေးကိုလူနည်းသေးတယ်ပေါ့နော် join တာကျွန်တော်တို့စောစောလေး join ထားမယ်ဆိုရင်စောစောရောက်နိုင်တယ်ပေါ့နော်ကျွန်တော်နောက်ပိုင်းမှာ join မယ်ဆိုရင်ကျွန်တော် trading volume တွေပါရတရက်ထဲနဲ့အများကြီးတော့လုပ်လို့ရတယ်ဒါပေမဲ့ကျွန်တော်ရှေ့ရလောက်ထားတဲ့သူတွေနဲ့ရှင်းမယ်ဆိုရင်တော့ရောက်ဖို့အတွက်တော်တော်လေးဝေးတယ်ပေါ့နော်အဲ့တော့အခုကလေး join ထားပြီးတစ်နေ့ကိုပုံမှန်လေးလုပ်သွားမယ်ဆိုရင်ကျွန်တော်တို့လည်းဒီနံပါတ်2နေရာနံပါတ်3နေရာအထိရောက်နိုင်ပါတယ်မဖြစ်နိုင်ဘူးဆိုတာမရှိဘူးပေါ့နော် Okay ဒါဆိုတော့ကျွန်တော်တို့ဒီ campaign နဲ့ပတ်သက်ပြီးတော့နားမလဲတာမသိတာရှိရင် comment မှာလည်းရေးခဲ့လို့ရပါတယ်ဒါမှမဟုတ်ကျွန်တော်တို့ရဲ့ blog Burmese crypto community မှာလည်းလာပြီးတော့မေးမြန်းလို့ရပါတယ်ကျွန်တော်လည်းအချိန်မီရှိပါတယ်ပြီးတော့တခြားကျွန်တော်တို့ crypto ညီကိုတွေလည်းကျွန်တော်တို့ community ထဲမှာအများကြီးရှိပါတယ်အဲ့တော့ဒီ campaign ကိုအခုမှစ join ခြင်းတဲ့သူတွေအနေနဲ့ကလည်းကျွန်တော်တို့ရဲ့ crypto community ထဲမှာမသိတာရှိရင်ကျွန်တော်တို့အချိန်မီလာရောက်မေးမြန်းလို့ရပါတယ်ကျွန်တော်လည်းအမြဲတမ်းဖြေပေးနေပါတယ် Okay ဒါဆိုရင်တော့ကျွန်တော်တို့နောက် video မှာပြန်တွေ့ကြပါမယ်အားလုံးပဲမင်္ဂလာရှိသောနေ့လေးပိုင်ထိုင်ကြပါစေ